အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ဗုဒ္ဓဂါယာကိုခီးသွားဖွဲ့နေတယ်မသွားပဲခုစီစဉ်နဲ့ကိုသွားမယ်ဆိုရင်ဘယ်ဟိုတယ်မှာတည်တင်လဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ဟိုတယ် Regency ပါဗုဒ္ဓဂါယာ Regency Hotel ပေါ့နော်ဒီဟိုတယ်လေးကတော့ကျွန်တော်တို့သွားတဲတော့ပထမကတော့တရက်စာပဲ booking လုပ်သွားတာပေါ့နော်ဟိုအဆင်ပြေပါမလားတဲရတာဘယ်လိုနေမလဲဆိုတော့အဆင်မပြေပါဆိုတဲ့အတွက်တဲရတဲ့ booking လုပ်သွားပါတယ်ဒါပေမဲ့တကယ်ရောက်သွားတဲ့အချိန်တော့သူ့ရဲ့ reception ကြည့်တာနဲ့ပဲတော်တော်သဘောကျသွားတာပေါ့နော်အဆောက်အဦရဲ့ reception ကြည့်တာနဲ့နောက်ရက်တွေကျတော့လည်းတခြားမှာသူကတော့ဒီဖျားကိုသွားဖို့တော့10မိနစ်လောက်လမ်းလျှောက်ရတယ်ဒါပေမဲ့ hotel ရှိမှာတော့ဒီတွတ်တွတ်တွေကတော့အများနဲ့ ready ရှိပါတယ်ရူပီ50ပဲပေးရပါတယ်ဒီစီးကမှရူပီ50အသွား50ပြန်50ပေါ့အဲ့ဒါလည်းအဆင်ပြေပါတယ်နောက်ဒါတော့ဗုဒ္ဓဂါယာairport ကနေပြီးတော့နော်ဂါယာ airport ကနေပြီးတော့ကျမတို့ Diamond Hotel သွားတဲ့လမ်းဖြစ်ပါတယ်ရှင်သူမှတော့ taxi တွေပါတယ်ဟိုပေါ်တဲ့သဘောမရှိဘူးပေါ့နော်အဲ့တော့သူတို့အဲ့ဒီဟိုမှာ cup ငားတဲ့နေရာရှိတယ်အဲ့ငားတဲ့နေရာနေပြီးတော့သူတို့ပြောတဲ့ဈေးနဲ့ပဲသွားရတာပေါ့နော်အခုမှန်ကြတော့ကျမအထက်45 minutes လောက်ပဲဝေးတဲ့ခရီးကိုမြန်မာငွေနဲ့တက်လို့ရှိရင်9000ပေါ့ရူပီ1000ချူပါတယ် anyway ကားလေးကတော့မဆိုးပါဘူးဒါကအိန္ဒိယနိုင်ငံရဲ့9နာရီ6မိနစ်အချိန်ပေါ့နော်9နာရီ6မိနစ်အချိန်မြင်ခွဲမှာဒီမှာလဲ Suzuki showroom ရှိပါတယ်သူတို့လည်းတော်တိုးတက်လာပြီကျမတို့ကလွန်ခဲ့တဲ့2017လောက်ကတစ်ခေါက်ရောက်ပါတယ်အဲတုန်းကဒီလိုစောက်ဦးတွေမမြင်ရတယ်လို့ပဲပေါ့နော်ကျမပဲမမှတ်မိတာလားဒါပေမဲ့တိတ်မမြင်အောင်အခုတော့လမ်းလေးပါတယ်လည်းကောင်းသွားတယ်ကားတွေလည်းမြင်လာပါရင်တော့အဲ့လိုကားတွေလည်းတိတ်ပြီးတော့မတွေ့ရပါဘူး30နိုင်အိန္ဒိယပုံပြရေးဝေးပေါ့ရှင်ကာယာကိုသွားတဲ့လမ်းပါလိုပဲဖြစ်ဖြစ်ဖះကိုဖူးရတော့မယ်ဖះနာသွားရတော့မယ်ဆိုတဲ့စိတ်ကတော့ကျမကိုပျော်ရွှင်စေတာတော့မှန်ပါပဲရှင်နားတဲ့လမ်းမှာလည်းဟီမွန်တာတောင်နှောင်းလေးဘောကနေမြင်ရပါတယ်ဒါပေမဲ့ဟိုက new တွေအရန်ဆိုင်နေအေးတဲ့ရာသီလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ air pollution လည်းနည်းနည်းရှိတယ်ထင်ပါတယ်ဟိုကအောက်ကိုတိတ်ပြီးတော့ clear မမြင်ရဘူးပေါ့နော်ဒါပေမဲ့တောင်ထွက်တွေအားလုံးကိုတော့မြင်ရပါတယ်ရှင်show နေအများကြီးတွေ့ရတယ်ပြီးတော့မှအဆောက်အဦတွေအမြင့်နေဖြစ်လာတယ်တော်တော်များများမှာ3ထပ်4ထပ်တွေကာယာမြို့ပေါ့နော်အခုအိန္ဒိယနိုင်ငံထဲဒီလိုဘီဟာပြည်နယ်ကိုရောင်းမှဒီမှာ Kia showroom နေSuzuki showroom နေနောက်ပြီးတော့တရုတ်ကပေါ့နော်တရုတ်က battery car showroom တွေကုန်ရောက်လာပါပြီအဲ့တော့သူတို့ရဲ့ဈေးကွက်ချဲ့ထွင်နိုင်တာတွေအော်စရာပေါ့လေဒါတော့မနက်ပိုင်းရိုက်တာလည်းမြင်ကွင်းလေးပါမနေ့ညနေအောင်တွေ့ရောက်တဲ့ဟာညနေပိုင်းကတော့မရိုက်တာဖြစ်လို့ဒီမနက်ပိုင်းရိုက်တာလေးပြလိုက်ပါလေဒါဟိုတယ်ရှိမှရှိတဲ့အာဝတ်နှကောင်ပါဒီအိန္ဒိယဒီကာယာမှာရှိတဲ့အာဝတ်တွေကသူအရန်ဘယ်လိုပြောမလဲတော်တော်လိမ္မာတယ်လို့ပြောအောင်ပါပေါ့နော်မုံတွေပါလေကျွေးလဲလူမစားကြဘူးသူတို့ကျွေးတဲ့မုံတွေပဲသူတို့အေးစစ်စစ်စားလေးရှိပါတယ်စောပိုင်းကမစားသလိုလိုနဲ့ခုတော့ကိုအောင်စားလိုက်ကြပါပြီမုံလေးတွေပထမဝယ်လာတော့မကြိုက်ဘူးလားဆိုတော့မုံတွေအများကြီးဝယ်လာတော့မကုန်မှဆိုးနေတာခုတော့ကုန်သွားပါပြီဒါတော့ဟိုတယ်ဘောဂါယာ Regency Hotel ရဲ့အပြင်ပိုင်းလေးပါအပြင်ပိုင်းဆောက်အဦလေးပါဆောက်အဦတော်တော်ကြီးပါတယ်အိန္ဒိယအစားစားချိုင်းနေတဲ့လူတွေဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်အိန္ဒိယ you are breakfast ပါစားရတာအဆင်ပြေပါတယ်ဒီကာယာမှာတော့
ဒီ lunch တို့ dinner တို့ကြတော့နည်းနည်းခက်ခဲလေးတစ်ခုရှိတာအစောပိုင်းကတော့ဒီထိုင်းဆိုင်ကိုရှာမတွေ့ခင်ကတော့ဗောနော်ဒီသူတို့ဒီဘက်ဒီ hotel အဝင်လမ်းမှာရှိတဲ့ food court တစ်ခုရှိတယ် food court မှာသွားစားကြတာဗောနော်ဒါမဲ့ဟိုတိတ်ပြီးတော့စိတ်တိုင်းမကြခဲ့ပါဘူးအဲ့ဒီမှာစားရတာပြန်လာနေရဲ့မှာဖះကိုသွားတဲ့လမ်းမှာထိုင်းဆိုင်တစ်ဆိုင်တွေ့ပါတယ်အဲ့ဒီဆိုင်မှာစားမှာပဲဟိုဒီစားနေကြdish လေးကိုပြန်ရပြီးတော့စားတာဆင်ပြေတာပေါ့နော်ဒါမှမဟုတ်ရင်ဟိုတယ်မှာစားရင်လည်းကောင်းပါတယ်ကိုတော့ပြင်နေသွားနေတော့အဲ breakfast တခုပဲဟိုတယ်မှာစားဖြစ်တာပေါ့ကျန်တဲ့ချိန်ကဟိုချုံမှပြန်ရောက်တော့ညနေစားကအပြင်မှာစားပြီးမှပြန်လာတာများပါတယ်ဟိုတယ်ရှေ့မှာရောင်းတဲ့ souvenir လက်ဆောင်လေးတွေပေါ့နော်အိန္ဒိယလက်ဆောင်လေးတွေဝယ်လို့ရအောင်လည်းဝယ်လို့ရအောင်ရောင်းပေးပါတယ်ဘုရားကာယမတရားပစ္စည်းလေးတွေဘုရားရောက်မှမွေခြင်းဒီမှာအေးစစ်စစ်ဝယ်လို့ရတာပေါ့မတရားချင်းကမှချိတ်ဖို့ဖျားပုံတော်လေးတွေအကုန်ရပါတယ်ခေါင်းလောင်းလေးတွေလိုချင်တဲ့လူတွေလက်ခေါင်းလောင်းလေးတွေလိုရပါတယ်လက်ရှိချိန်မှာတော့ဟိုတယ်မှာတဲတဲ့လူအများမများတော့ ECC လေးနဲ့ဟိုတဲရတာခိုးရတာအေးချမ်းချမ်းရှိပါတယ်ဟိုတယ်ညပိုင်းပြီးထွက်လာတာတော်တော်လေးလှပါတယ်ဒါတော့ဟိုတယ်ရှိမှ AC ထိုင်လို့ရအောင်ခုံလေးတွေချလာပေးတာပန်းချန်လေးတွေလောက်ထားပေးတာဖြစ်ပါတယ် AC ထိုင်ကြည့်မယ်မဲ့ဒီတစ်ခေါက်တော့ဖျားသွားနေတာနဲ့မထိုင်ဖြစ်လိုက်ပါဘူးတယ်ဝင်လိုက်တာနဲ့အရင်စိတ်ချမ်းသာပါတယ်ပထမဆုံးမြင်ရတာတော့ဘုရားချီကားတွေပေါ့နော်သူတို့ရဲ့ရိုးရာလက်ရာဆိုတော့လည်းမြင်ရတာမြင်နေဆန်းနေပါတယ်ဒီလိုပုံတော့လည်းရင်ပဲဟိုတယ်မှာမှမတွေ့ခဲ့ဘူးတော့မြင်ရအောင်ဆိုတော့တေချာလေးရိုက်ပြထားပါတယ် reception ကိုသဘောကျပါတယ် reception ကအရန်ကျယ်တော့နေ့လည်နေခင်အခန်းထဲမှာမနေခြင်းလည်းအပြင်မှာ ACC လာနေလို့ရပါတယ်ဒီမှာအဓိကတွေ့ရတော့ဒီဘက်ကလာတဲတဲ့ပြားဘူးတွေတွေ့ရပါတယ်ညီမတွေကတော့အများစုကတော့ဖျားဘူးခီးတဲ့တွေနဲ့ဖျားဘူးခွဲတွေနဲ့လာနေကြဆိုတော့မြန်မာကူးရောက်မှတဲကြတာများပါတယ်ဒီဟိုတယ်တွေမှာတော့တဲလေးမရှိဘူးပေါ့နော်အဲ့ဒါနဲ့လာခြင်းတဲ့လူရှိရင်လည်းတီးရအောင်ဆိုပြီးတော့ဒီဟိုတယ်လေးကြောင်းရိုက်ပြဖြစ်တာပါ reception ကိုချိန်လောက်ထားပေးပါတယ်အေးစစ်စစ်နားနေလို့ရပါတယ်ပြပြပါတော့ဒါတော့အခန်း review အခန်းနဲ့ဝင်ချင်းမြင်ပြီးမှာဗီဒီယိုလည်းတော်တော်ကျယ်ပါတယ်ဒီပရင်းပေါက်ကနေကြည့်ရင်မဟာဗောဓိကိုလှမ်းပြီးတော့မြင်နေရပါတယ်ခုဒီထဲမှာတော့အသေးချာတော့ကင်မရာနဲ့ဖြစ်နေတော့လည်းမြင်ပြီးသေးသလိုဖြစ်နေတယ်ဟိုတယ်အခန်းထဲနေကြည့်တော့ကောင်းကောင်းမြင်ရပါတယ်ဒီရှိတဲ့ကအိုးရှိမှပြလေးမြင်နေရတယ်ဖះပါမဟာဗောဓိပါဒီကနေလမ်းလျှောက်တော့7မိနစ်လောက်ပဲလျှောက်ပါပါတယ်ဒါတော့အခန်းထဲမှာပါတဲ့ facility တွေပါဒီထဲမှာတွေ့တာထူးဆန်းတာတော့ဒီကာယရမဟုတ်ပါဘူးကျွန်တော်တို့ဆက်သွားတဲ့ရှမလာတို့ဟိုဘက်မနာလီတို့ဆက်ရောက်တဲ့နေရာတွေမှာဒီရေချိုးခန်းထဲမှာဆိုဘုံလေးတွေထားပေးတာသူတို့စီက delay ဖြစ်မှာပေါ့နော်ဘုံလေးနဲ့ခံပြီးချိုးဖို့ကြပါတယ်အားလုံးသက်သက်ရှင်းရှင်းပါပဲဟိုတယ်ကတော့စိတ်တိုင်းကြပါတယ်အချင်းရေးဝင်လာပေးတာ service လုပ်ထားပေးတာတွေအဆင်ပြေပါတယ်ဒါပေမဲ့ဖျားနဲ့နီးတဲ့10မိနစ်2မိနစ်လောက်နဲ့ရှောက်လို့ရောက်တဲ့ဟိုတယ်တွေလည်းရှိတော့ဘလို့နေမလဲဆိုပြီးတော့နောက်ရက်တော့သွားပြီးတော့စုံစမ်းကြည့်ပါတယ်အကြည့်တော့သူက rate ကအခုလက်ရှိ hotel regency တက်လည်းများတယ်ဒါပေမဲ့များတဲ့အတွက်ပေးရတာတန်လန်းဆိုတော့အခန်းနေထားတွေကြည့်ရတာတော့ဒီ hotel regency လောက်မကောင်းဘူးပေါ့နော်ဒီ hotel regency က
ဆောက်ဟောင်းသလိုဖြစ်ပေမဲ့သူကတော့ကြာပြီးဆောက်ထားတာခန်းကျယ်တယ်နည်းနည်း grand ဖြစ်တဲ့သဘောမျိုးဖြစ်တာပေါ့နော်နောက်ဆောက်ထားတဲ့သစုံစမ်းတဲ့အဆောက်အဦတွေကြောင့်တော့တရရတိတ်တိတ်လည်းမရှိဘူးဖျားနဲ့နီးတာတစ်ခုပဲရှိတယ်ဈေးများတယ်အဲ့ဒါနဲ့ပဲဒီ hotel regency မှာပဲစတိုက်တဲဖြစ်တာပေါ့နော်ပြန်နေထိပဲဒီမှာပဲမပြောင်းတော့မနဲ့ဒီမှာပဲတဲဖြစ်ပါတယ်အဲ့ဒါနဲ့နောက်လာတဲ့လူတွေအတွက်ဒီတဲကျင်တယ်ဆိုရင်ဒီ hotel လေးကအဆင်ပြေတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်တာနဲ့ဒီ vlog လေးကိုလုပ်ဖြစ်သွားတာပေါ့နော်